edit သွားမယ်လိုအပ်တဲ့ပစ္စည်းတွေဝယ်မယ်အဲ့ဆို This is the real art. Hello guys, Santosh Baral here. Welcome to my blog. Beginner reminder sausage timeကျွန်တော်အိမ်စုံလက်ဖိတ်တောက်ပါတယ် sausage egg bhaji uthera တည်တယ် sausage egg bhaji uthera sausage egg bhaji အပေါ်ညအိတ်တာနောက်ကျရင် sausage era sausage ပြောတာတဲ့ sausage မွေးနေ့လည်းပြောရမှာ sausage 6နိုင်ထား9နိုင်ထားလို့ sausage မပြောချင်တာထားခြင်းလက်ဖိတ်တောက်ပါတယ်လို့ပြောတာပါဒီကတော့အပြင်သွားလိုက်အထက်လာလိုက်ညီလေးကတော့မအားရပါအိတ်နေတယ်သူကတော့ night shift လုပ်နေတာဆိုတော့ညကို2နိုင်3နိုင်လောက်မှပဲအခန်းပြန်လာတယ်အဆူနေလေဟိုတနင်္ဂနွေကြည့်တော့သူ AC8 တယ်ကျွန်တော်ဟိုမှာအမေကတော့တစ်ဖက်ကဖုန်းပြောတစ်ဖက်ကဟင်းချက်နေပါတယ်ဟိုမှာကျွန်တော်နဲ့70လိုက်ရင်သူမုတ်ရမယ်ဆိုတာသိတယ်ဟိုမှာကျွန်တော်နဲ့70လိုက်ခဲ့အောင်မှာကြည့်ထားနော်ဒီမှာကျွန်တော်7ကနေထွက်လာပြီဆိုရင်သူ့အတွက်မုတ်ပါပြီဆိုတာသူတီလို့ကျွန်တော်နောက်တစ်ခေါက်လိုက်တယ်တခါတလေကျွန်တော်သူ့ကို snack set ဖြစ်တာလေးဝယ်ကြွေးဖြစ်တယ်သူရဲ့ main food ကုန်နေတဲ့အချိန်ပါဆိုရင်အိတ်တချမ်းချက်အိမ်နဲ့နိုင်လို့လဲနေပြီခုတော့ကျွန်တော်ဖျားတောက်တော်ရည်တွေလည်းလဲပြီးတော့ပြီနီဇီပန်တွေတော်တော်လေးလာတယ်ဒါရင်ညီမလေးယူခဲ့ထားတဲ့နီဇီပန်လေးတွေပေါ့နော်အများကြီးပဲကျွန်တော်ဖျားမှနဲ့ဒီအောက်မှနဲ့အဲ့ရတယ်လည်းအကုန်လုံးသိမ်းပြီးသွားပြီမနက်ဆာစားဖို့ပြင်ဆင်ထားတယ်အာလူနဲ့ကိုပီအာလူနဲ့မုံလာတို့ကြောက်ဖြုံသီးဟင်းရည်ငါ6ကျော်မြေပဲစံထောင်း breakfast လက်ဆွဲလာအောင်မယ်ဗျာဆိုတော့ဗျာတကယ်ကျွန်တော်အခုနာစတာတွေပါစားပြီးတော့မှအပြင်ထွက်ခဲ့ပါပြီ PC တော့ဝယ်ဖို့ပဲဖြစ်ပါတယ်ဒီကကျွန်တော် iPad အတွက်ကိုအပေါ်မှာ sticker ကပ်ဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့က cover တော့ထပ်ပြီး sticker မထည့်ရသေးဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ drawing လုပ်မှာဆိုတော့ဒီ sticker မရှိဘဲနဲ့ drawing လုပ်ဆိုတော့ကျွန်တော် glasses ကိုထိခိုက်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့ sticker တော့ဝယ်မယ်နောက်တစ်ခုကျွန်တော် block ရိုက်နေတာနည်းနည်းရှိပြီ tripod ပုံဝယ်ရသေးဘူးဆိုတော့အလုံးနှစ်ခုတစ်လုံးမယ် sticker ကပ်မယ် tripod တော့ဝယ်မယ်အမေကိုလည်းအတူတူခေါ်ခဲ့ပြီးတော့မှအမေကို MBK shopping mall လေးနဲ့ပပလဲပေးမယ်ဟိုဘက်ဒီဘက်ပြပေးမယ်လို့စဉ်းစားထားတာအမေခေါ်ကြည့်တာအမေကမနေ့ကတနေ့ဇက်တိုက်လဲပြီးတော့မှခြေထောက်တွေတအားညောင်းနေတယ်မလိုက်တော့ဘူးလို့ပြောတော့ကျွန်တော်တယောက်ထဲပဲထွက်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော် MBK shopping mall နားကိုတော့ရောက်လာပြီဒီဘက်ကနေကြည့်မယ်ဆိုရင် view တအားလာတယ်လာကတငယ်ချင်းတို့ပြမယ်ဒီဘက်ကိုကြည့်မယ်ဆိုရင်လူတွေဒီနားလေးနဲ့ဓာတ်ပုံရတာတော်တော်လေးနဲ့တက်ကြပါတယ်ဟိုဝေးမှမြင်နေရတဲ့ဟာခင်ဗျားတို့သိတဲ့အတိုင်းမဟာနဖူတိုက် King Power ဒီဘက်က MBK shopping center ကိုအဲ့တဲ့ကိုသွားမယ်လိုအပ်တဲ့ပစ္စည်းတွေဝယ်မယ်အဲ့ဆိုလက်စီဘာတွေလုပ်ပြမလဲဆက်ကြည့်အောင်တို့ဗျာတငယ်ချင်းတို့ကျွန်တော်အခု MBK shopping center ကနေထွက်လာပါပြီ MBK ကနေကျွန်တော် Mantu Glass ကတ်ခဲ့တယ် Mantu Glass ကတ်ခဲ့တာဘယ်လောက်လို့ထင်လဲ300ပဲပေးရပါတယ်ကျွန်တော်ဝင်ချင်းဆိုင်မှာမိတာ950အနည်းဆုံး450ပြီးချင်အထက်ပိုတဲ့ဈေးတွေပဲရှိပါတယ်နောက်တစ်ခုကျွန်တော် tripod level ဝယ်ခဲ့လိုက်ပြီ tripod ကကျွန်တော်ဒီဟာကျွန်တော်400နဲ့ရခဲ့တယ်သူတို့ရောင်းဈေးကဘယ်လောက်လို့ထင်လဲရောင်းဈေးကကျွန်တော်690ဆိုတော့ဒီ690တဲ့ကိုကျွန်တော်က400နဲ့ပဲရခဲ့တယ်ဒါတော့ကျွန်တော်ကိုယ်တိုင်ဈေးအများကြီးစစ်တာမဟုတ်တော့သူတို့ကိုယ်တိုင်ကျွဲပဲအဲ့မှာကျွန်တော်မဝယ်ခင်လေးမှာကျွန်တော်ကြည့်နေတဲ့အခါမှာပဲဈေး short ပြလိုက်တာဆိုတော့ဗျတကယ်ကျွန်တော်ဒီ MBK မှာပစ္စည်းလာဝယ်မယ်ဆိုရင်တော့ဈေးတွေပါတယ်တေချာနည်းနည်းစစ်ပြီးတော့ဝယ်တက်ဖို့အရေးကြီးပါတယ်နောက်ရင်တော့ပတ်စံရှုံးသွားလိမ့်မယ်ပေါ့နော်ဒီမှာကြည့်ပတ်စံတဝက်နီးပါးกว่าတယ်900ရန်ပစ္စည်းကို400နဲ့ရခဲ့တယ်ဆိုတော့ဈေးကတော်တော်လေးဟာနေပြီနော်ဆိုတော့ဗျအဲ့တော့အော်စရာကြီးနော်ဆိုတော့ဗျာအခုကနေစပြီးတော့ကျွန်တော်ဒီ tripod လေးနဲ့ block စားရိုက်တော့မှာပဲဖြစ်ပါတယ်ကျွန်တော်ကန်ရတာလဲတက်တာရရတာလဲအဆင်ပြေလူကြားသူကြားမှာလည်းမရှုပ်တော့ဘူးလို့ကျွန်တော်မြင်မိပါတယ်ဒါနဲ့စကားမစဲ MBK shopping mall လဲပြီးတဲ့နောက်မှာဒီနောက်မှာ Bangkok Art and Culture Center ရှိတယ်ဒီနေရာကျွန်တော်လာချင်တာကြာပြီအထဲထဲမှာဒီပြခန်းလေးတွေရှိတယ်အဲ့ဒါလေးတွေကျွန်တော်နဲ့ထင်လိုက်ကြည့်အောင်တကယ်ကျွန်တော် Guys so many painting hereဒါရဲ့ကိုလုံးဝင်ချင်းသားလေးမှာကျတော့ရေစစ်ပကြီးတွေပဲဖြစ်ပါတယ်ဝေါဒီဘက်အခန်းထဲဝင်ခဲ့မယ်ဆိုရင်တော့ဗျာဒီမှာကြည့်လေချစ်စရာလေးလူတယောက်နဲ့ခွေးနဲ့ကောင်းတယ်ကျွန်တော်ဒါလေးကြိုက်တယ်အကြီးကြီးပဲ A1 size ကြီးဒီကကျတော့ wine painting on canvas အားလာရတာ acrylic အအောင်ဆူဆူလေးလုပ်ထားတာလားနော် What is this
အချီကျိုးတွေနဲ့ပုံပေါ်ထားတာဝေးဝေးကနေကြည့်ကြည့်အာအဲ့ဒါအဝေးကနေကြည့်တော့this is the real art ဒီမှာလူတွေ TV ထိုင်ကြည့်နေတာဘာအတိတ်ပဲလဲတော့သိရတာ film လို့ရေးထားတယ် အခုအောက်ထပ်မှာကြီးခဲ့ပြီဆိုတော့ဒီမှာကျွန်တော်ဒုတိယအထက်ကိုတက်လာတယ်ဒီအပေါ်မှာပိုလာတဲ့ပကြီးတွေတွေ့ရတဲ့အောက်ကနေလိုက်ကြည့်အောင်တပုံချင်းစီဝေါစိတ်ကူးရင်ဆန်ဆန်လေးဂျားနဲ့ jungle နဲ့အော်ဒီကကျွန်တော်ခုမှပဲအပြင်မှာဒါမြင်ဘူးလားအချီကျိုးနဲ့လှုပ်ထားတဲ့ပကြီးလေးအဝေးကနေကြည့်လို့မျက်နှာဖြစ်ခဲ့ရတယ်အော်ဒီကချာကိုပကြီးလေးလာရချင်း limited edition print level ဝယ်လို့ရတယ်တဲ့နော် deep water strategy ရဲ့နာမည်อ่ะလာနော် oh look at this ဒါလေးတော်တော်ချစ်စရာလေး wow this is so lovely guys I love this one ကဲဒီမှာချာကိုလေးပကြီးလေးတွေကြည့်ပြီးဆိုကျွန်တော်တို့နောက်ထပ်အပေါ်တက်ကြည့်အောင်မယ်နောက်ထပ် art gallery တွေရှိသေးတယ်နဲ့တူတယ်ဒီကျတော့လုံးဝ 3D 5D ဆန်နဲ့ art ဖြစ်သွားခဲ့ပြီအဲဒီကနေ view တော်တော်လာတယ်ကြည့်ချင်တယ်ဒါတော့ကျွန်တော်တအားလဲချင်နေတဲ့ art gallery လေးလည်းပဲဖြစ်ပါတယ်ဒီကနေ့ land ကြုံမှာကျွန်တော်တစ်ခါတည်းလဲပြီးသွားပြီကျွန်တော်အားလုံးကြည့်ပြီးတွေ့ပြီးသွားပြီလို့ထင်ပါတယ်ကျွန်တော်ဒီမှာ45မိနစ်လောက်အချိန်ဖြုံးပြီးသွားပြီ3ထပ်လုံးတက်မှာကျွန်တော်ရှိသမျှပကြီးတွေကြည့်ပြီးသွားပြီ guys ကျွန်တော်အကြိုက်ဆုံးဆိုင်တော့အခုမှပဲတွေ့ပြီဒီမှာအောက်ဆင်လိုင်းတန်းနဲ့လုံးဝပကြီးဆွဲတဲ့ပစ္စည်းတွေကြီးပဲရောင်းတဲ့ဆိုင်တစ်ဆိုင်တွေ့ခဲ့ပါတယ်စီပြောမှလားရေးစီစီစီစုတ်တန်ဘယ်လိုမျိုးပြောမှလဲအကုန်ရတဲ့ဆိုင်ပဲဖြစ်ပါတယ်ဒီ Bangkok Art and Cultural Center ဆိုတဲ့ mall ထဲမှာပဲဖြစ်ပါတယ်တကယ်ချင်းတို့လိုအပ်တဲ့စင်တော့ဒီမှာလာရှာသင့်ပါတယ်ပကြီးဝါသနာပါတဲ့လူတွေရှိရဆိုရင်နော် wow ဟာကျွန်တော်အခုလုံးဝယ်သွားချင်ပါပြီ So guys ကျွန်တော်အခုတော့အခန်းရောက်လာပြီပဲဖြစ်ပါတယ်ဒီမှာအခန်းမှာအမေကထိုင်မှာအလားပြင်နေဘာလို့အလားပြင်နေလဲအမ ဘယ်မှာလာပြင်နေလဲ ဘာလိန်ထားလဲမျက်နှာမှာ သနာခလိန် တနခါ ကွန်ဒီလိန်ကွန်ဒီ မိုးချုံနေပြီဒီကနေ့ဘယ်မသွားဘူးလား တော့ ဘာလဲ အိမ်မှာအလုံးများတယ် အလုံးများလို့ Okay ဆိုတော့ကျွန်တော်ဒီကနေ့လှုပ်ချင်တဲ့အရာလေးဒီမှာ man to မကဲရတာကြာပြီ man to ကက်ပြီးပြီဆိုတော့ပုံနေလည်းပဲဆွဲချင်တယ်လို့ဆွဲလို့ရပြီနောက်လို့ကျွန်တော် block ရိုက်ဖို့ပို့ပြီးတော့အဆင်ပြေတော့မှာဖြစ်ပါတယ် tripod လည်းဝယ်ခဲ့ပြီဆိုတော့ attach နောက်တစ်ခုကဘာကြီးလဲဆိုရင်ကျွန်တော်သွားချင်တဲ့ပကြီးပြခန်းလေးပဲဖြစ်ပါတယ်ပကြီးပြခန်းလည်းကျွန်တော်တွေ့ခဲ့ပြီနောက်တစ်ခုကျွန်တော်တစ်ခုတွေ့ခဲ့တဲ့ပကြီးဆွဲတဲ့ပစ္စည်းတွေရောင်းတဲ့ဆိုင်0နဲ့များတယ်ဒါပေမဲ့ quality တွေတအားကောင်းတဲ့တကယ် professional ပစ္စည်းတွေရောင်းတဲ့ဆိုင်ကိုလည်းကျွန်တော်တွေ့ခဲ့တယ်ဆိုတော့ကျွန်တော်ဒီကနေ့အပြင်ထွက်ရကြုံနဲ့သွားခဲ့တယ်ပေါ့နော်ဆိုတော့ဒီကနေ့ blog ကိုကြိုက်နေတတ်မယ်လို့မျှော်လင့်ပါတယ်ဗျာဗီဒီယိုကိုစောင့်ကြည့်ပြတော့တဲ့ကျေးဇူးအများကြီးတင်ပါတယ်စိတ်ချမ်းသာကိုကျန်းမာနဲ့ပြည့်စုံပါစေ take care bye bye